Hello မင်္ဂလာပါရှင်ပန်းစီဗီဒီယိုလေးတွေမတင်ပြတာကြပြီနော်ဒီနေ့ဆယ်ရွက်ပန်းစီစီးရဲ့ဗီဒီယိုလေးကိုစပြီးတင်ပြလိုက်ပါတယ်ရှင်ဒါကတော့အသုံးများတဲ့ရေခဲဖော်လေးပေါ့နော်ရေခဲဖော်လေးမင်းစီမှာလည်းလက်လီလက်ကအားပေးလို့ရပါတယ်ရှင်ရေခဲဖော်လေးမှာပတ်စံဆယ်ရွက်ကိုအစင်လိုက်ကလေးညီညာလေးစီထားလိုက်ပါတယ်ရှင်ဒါကတော့မှိုင်းကန်လေးကိုဒါအလွယ်ကူဆုံး၄ပိုင်းပိုင်းပြီးဖြတ်လိုက်တဲ့ပုံလေးဖြစ်ပါတယ်ပေပါအလှပေပါလေးကိုအခုခက်စားနေတဲ့ကတော့ခြုံပုံလေးခောက်ပြီးတော့ပတ်လိုက်တာပဲဖြစ်ပါတယ်ရှင်ပထမဆုံးပေပါတရွက်ကိုနှစ်ချမ်းချမ်းပြီးတော့ဘယ်နဲ့ညာနဲ့ကတ်လိုက်ပါတယ်ဒုတိယဆာရက်တရက်ကိုလည်းနှစ်ပိုင်းပိုင်းပြီးတော့ဘယ်နဲ့ညာနဲ့တေချာလေးတိတ်နေမြင်အောင်ကတ်လိုက်ပါတယ်ရှင်တတိယမြောက်ဆာရက်ကိုတော့၄ပိုင်းပိုင်းပါတယ်ဘေးဘက်ကိုနှစ်ပိုင်းဘယ်ညာကတ်လိုက်ပြီးတော့အရှိကိုလည်းဝါလုံးပုံစံလေးခောက်ပြီးတော့ကတ်လိုက်ပါရရှင်ရှင်းမျက်နှာစာကိုမှိုင်းငံလေးတွေမပေါ်အောင်ပါရှင်နောက်ဆုံးစာရွက်ကိုတော့ပေပါတစ်ရွက်လုံးကိုအပြည့်သုံးပါရရှင်တစ်ရွက်လုံးကိုဘယ်ညာကိုတစ်ရွက်လုံးအပြည့်စီ2ရွက်သုံးပါရရှင်ဖဲကြိုးလေးကိုတော့ပေပါနဲ့လိုက်ဖက်တဲ့အရောင်လေးကိုတင့်တော်သလိုခြီပေးလိုက်ပါရရှင်ပုံစံရိုးလေးပဲခြီပေးပါတယ်အခုခေတ်စားနေတဲ့ဖဲကျိုးနှစ်ထပ်ပုံလေးခြီပေးလိုက်ပါတယ်ရှင်အယိုးရှင်းလက်ကူရဲ့ပုံလေးမို့လို့လိုက်စီကြည့်လို့ရပါတယ်ရှင်အဆင်ပြေတာရှင်မေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်